ရမှာတစ်ခုမှာတရားမှုတိုင်းမှာတံပြန်တရားမှုရှိတယ်ဆိုတဲ့အရာကိုတို့လေးအားလုံးသိကြပါတယ်ဥပမာပြီးဒီနေတဲ့ရုပ်တဲ့ကိုငယ်လုံးချလိုက်မယ်ဆိုရင်ငယ်လုံးရဲ့အရွယ်စားနဲ့ညီမျှတဲ့ဒီဟာအပြင်ကိုဖြစ်ပြရတယ်အရာတိုင်းမှာတံပြန်တရားမှုဆိုတာလို့တွေ့ရပါတယ်အဲ့ဒီတံပြန်တရားမှုတိုင်းမှာဒီတရားမှုတိုင်းမှာဘာအရေးကြီးဆုံးလဲဆိုတော့လောကထဲမှာချစ်ချင်းမေတ္တာနဲ့အရင်အမှန်ဒီမှာရှင်တန်တဲ့ရှင်တန်မှုဟာ